ကဘာမှာစစ်တွေအလီလီရှုံးပြီးတော့မှဘွဲတစိတ်တွေများသွားတာမင်းအောင်နိုင်ပဲရှိတယ်ငါလုံးမတိုင်းစစ်တာနာကြုံနှစ်ခုကြာသွားတာတော့ဘွဲတစိတ်ကဟဲ့အောင်ငါရက်ထက်ရှိတယ်အများကြီးပဲအသေးစီသူတို့မဟာသူဓမ္မဘာညာပေါ့ကွာကိုရောက်သူရောက်ပွဲပေးသေးရလေကိုနှစ်ယောက်ကိုဟိုတော်ကြီးနှစ်ယောက်ဟိုတော်ကြီးနှစ်ယောက်ကဒီတော့ကပြောရမယ်အဲ့တော်ကြီးနှစ်ယောက်ကိစ္စကိုပြောပြအောင်မယ်အဲ့တော်ကြီးနှစ်ယောက်ကဖားဖို့မှဖင်ပြောင်ကြီးတေသွားတာမင်းတို့ကငါရှောက်ပြောတာမဟုတ်ဘူးနော်အဲ့ဘွားကြီးတယောက်ကလက်နဲ့ကြီးပြစ်တာလက်နဲ့ကြီးပြစ်တာကိုဒီဘက်ကပြက်ပြစ်တော့ပြင်းတဲ့လမ်းမှာဒုံနဲ့တိုက်ခံရတာအဲ့မှာမှောက်ရက်ကြီးတေသွားတာရေချိုးကန်သားမှာအဝတ်တန်းတွေလမ်းထားသေးတယ်ဖင်ပြောင်ကြီးနဲ့မင်းတို့တူရဖင်ပြောင်သူတော့ပဲရောက်သွားအဲ့ငါရှောက်ပြောတာမဟုတ်ဘူးငါအဲ့ဗီဒီယိုဖိုင်တွေပြကျင်တယ် KMU ကငါ့ကိုထောင်းမှာဆိုလို့သိတာသိတာဟိုကစစ်စီကန်နဲ့ဥပဒေနဲ့အညီနော် KMU ကစစ်စီကန်ဥပဒေနဲ့ UNG ကလည်းစစ်စီကန်ဥပဒေနဲ့ဓာတွေကဟိုဒီလိုကိစ္စတွေကိုဓာတွေကဟိုမလုပ်ရဘူးဘာညာတားထားလို့ငါစိတ်နဲ့ငါဆိုမင်းတို့သူရဖင်ပြောင်းငါဓာတ်ပုံထုတ်ကြလိုက်နော်နောက်တာမဟုတ်ငါရှောင်းနောက်တာမဟုတ်ဆရာဖင်ကမဲရဖြူတယ်ငါမရှိဘူးလေဘာရှိရတော့မင်းကဒီဖွားကြီးဖင်တော့မကြည့်တော့ဘူးမင်းတို့ကလည်းမင်းအစ်စ်နော်သူကခင်ကြောင်ဖင်မဲကြီးလို့အဲ့တော့ဒီကတိုင်းစရနာဂျုံနှစ်ခုကြတယ်နော်တင်ငန်းကြီးတော့ view ဟာဆိုလဲဘူရာဘောဘောလူစာနဲ့ထိုးထားတာရစရာမရှိတော့ဘူးအဲ့ဒီမှာ356အကုန်လုံးထိုးထားတာဒီလောက်ဒီတိုင်းစရနာဂျုံတွေကြပြီးတော့မှစကားစနစ်စစ်ကိုကရေးစနစ်အဝိုင်းခံထားတာတော့မှဘွဲတွေအရှိကြီးရတာမင်းတို့မင်းအောင်နိုင်ပဲရှိတယ်အဲ့ဒီမင်းအောင်နိုင်ရဲ့တပည့်ဆိုတဲ့ကောင်တွေကတော့ငါထဲ့အောင်မစင်စားတော့ဘူးနော်လင်းရင်တာမရှိဘူးဆိုရင်ငါလက်သီးနဲ့ပဲလိုက်ထိုးမယ်မင်းတို့ထိုးမလားအကောင်လေးနဲ့ထိုးတာပေါ့တီးတာပေါ့ထိုးတာပေါ့ဖိုက်တာယုံလေးကိစ္စပြောဦးဖိုက်တာယုံလေးဖိုက်တာယုံလေးဖိုက်တာယုံလေးကိစ္စပြောဦးအဲ့ဒါစစ်ကိုကြောက်ရတရားပေးကပြေးခဲ့ပြီမင်းတို့အမမင်းတို့ဟိုးအရင်တော့ကမင်းတို့မှတ်မိသေးလားမသိဘူးမင်းတို့စကားစားတက်ရှိ CEO ဆိုတဲ့တက်ချက်ကြီးခန့်စီသူတို့ရိုက်ပြီးတော့မှချင်းခွင်းပေးနာမှာမိုက်ကယ်ဂျက်ဆင်တွေကတဲ့ဗီဒီယိုကောင်းမင်းတို့မှတ်မိသေးတာဒီနေ့တောင်ခမ်းဘာညာပေါ့ကွာတောင်ခမ်းရိုက်တာကလည်းလောက်ကိုင်းဓာကစားတွေဘာတွေညာတွေအကုန်လုံးကြာသွားတာပါမပါဘူးနော်မပါဘူးမသိရင်တောင်ခမ်းကိုဟိုတရုတ်ကလာတိုက်လို့မင်းတို့စစ်ခွေးတွေကရွရွညွညွကာကွယ်လို့ပဲဟိုရသွားသလိုလိုဘာလို့ငါလုံးမတရုတ်ကိုမျက်ရည်ချူပြီးတော့မှရှမ်းမြောက်ကောင်တွေရှီကနေငိုပြီးတောင်းတာအဲ့အောင်မင်းတို့မင်းအောင်လိုက်အောင်သူရပွဲပေးလိုက်ပါလားငိုတောင်းပါလေသူရငိုတောင်းလို့အဲ့ဒါကြောင့်သူကငိုတာတကယ်ချင်းလေးသူတော့ငိုတောင်းအဲ့တော့ဘို့အဲ့ဒါတွေထားလိုက်ကြပြောအဲ့တော့ဥက္ကိဋ္ဌစကန်ကြောင်ပြောတာအဲ့တော့ဥက္ကိဋ္ဌစကန်ဥက္ကိဋ္ဌစကန်ကိုတင်းတဲ့ချိန်ပါဖီနိုစစ်ကြောင်းမှုဆရာဝင်းမြတ်ကကိုယ်ရဲတဲ့သွားမယ်တဲ့ဆရာသွားမယ်လေလို့ကျွန်တော်တို့တူသွားမယ်ဥက္ကိဋ္ဌစကန်ကိုသွားတော့ခြုံတွေကလည်းထူပြီးတော့မှဒီကောင်တွေကကွယ်နေလေဒီကောင်တွေဘယ်လောက်ကြောက်တက်လဲဆိုငါပြောပါမယ်ငါဆရာဝင်းမြတ်ငါကားမောင်းလာဆရာဝင်းမြတ်ဘေးနာစီတယ်ဆရာဝင်းမြတ်ကကိုယ်ရဲတဲ့ဟိုအရှိနာကိုယ်ရောက်ရင်ဒီကောင်တွေဥက္ကိဋ္ဌစကန်အခြေကိုရောက်သွားကြီးတဲ့ငါလည်းချုံနေကွယ်တွေတော့မသိဘူးမောင်းသွားတာခြံစရိုးထိပ်ထိရောက်ကြော်ကားကြီးနဲ့တခေါင်းမထွက်ပြဘူးကားကြီးနဲ့ကြော်သွားငါဆက်မောင်းရင်ကောင်းမလားကားကိုနောက်ဆုံးရင်ကောင်းမလားသိလားကားကြီးနဲ့ထိုးသွားနောက်တော့ဆက်မောင်းလို့တော့မရဘူးကားကိုထောင်းဆုပ်လိုက်တယ်ခြံစရိုးထိပ်ထိရောက်အောင်ဖက်ပြစ်မဲ့ကောင်မရှိဘူးရုပ်ရှင်ထဲမှာပဲမိုက်ကယ်ဂျက်ဆင်ကတာအပြင်မှာမကဘူးအဲ့ဒါအပြင်မှာမကဘူးဆိုတော့ဒုံးဖွဲကဒုံးနဲ့ကျဲတော့ငါဒုံးဗီဒီယိုရက်ကော့မှာသွားကြည့်လိုက်တယ်အဲ့ဟိုဆိုလာဘန်းကြီးကိုခေါင်းပေါ်မှာတင်ဆက်သွယ်ရေးမြောင်းထဲမှာထားရင်တော့မှမိုက်ကယ်ဂျက်ဆင်သူ့ထိပါလို့အဲ့တော့ဟိုဒီနေ့ရေးထားတဲ့ဒီနေ့ဖတ်ရတဲ့ဟိုပါလေဟောပါလေဖိုက်တာယုံလေးဖိုက်တာယုံလေးအေးပါမင်းတို့မှဒူးတကြက်ဖိုက်တာယုံလေးသူရဲကောင်းဖိုက်တာယုံလေးအဲ့ဥက္ကဋ္ဌစကန်အနောက်ဘက်ကနေပြီးတော့မှဆင်းပြေးတာဆင်းပြေးပြီးတော့မှဘယ်ကနေပြေးလဲဆိုဥက္ကဋ္ဌတရားဘေးနာကနေပြေးပြီးချောင်းထဲကိုကူးသွားတာအနောက်ကမင်းတို့မယုံဘူးဆိုလို့ရှိရင်ငါပြောတာငါလိန်တယ်လို့မင်းတို့ထင်မှာကြောက်လို့မင်းတို့မယုံဘူးဆိုလို့ရှိရင်ဥက္ကဋ္ဌစကန်ဆိုပြီးတော့မှမင်းတို့ရိုက်ရှာကြီးဂလူးမှာရိုက်ရှာကြီးလိုက်အဲ့ဒီမှာကဲကြီးမှာထိုင်းစစ်တပ်ကမှောက်ခိုင်းတာလို့အမအာကာထွန်းဖောင်းမိတွေဖင်ကျွတ်ပြီးမှောက်နေတာအများကြီးပဲဖင်မြောင်ကြီးရောက်အဲ့ကောင်ဖင်မြောင်ကြီးဒုတိယချက်ကဖင်မြောင်ကြီးနဲ့ကျွန်တော်ရှောက်ပြောတာမဟုတ်တော့ဘောမတွေကျွန်တော်6800သားတွေကိုကျွန်တော်နှိပ်ကွတ်တာနှိမ်တာမဟုတ်ဘူးနော်
မယုံရင်ဥက္ကဋ္ဌတိုက်ပွဲဆိုပြီးတော့ဂလူးဂလူးမှာရိုက်ရှာကြည့်လိုက်ဂလူးဂလူးသိလားဟုတ်တယ်မလေးဥက္ကဋ္ဌမှာဟိုပါလဲဖိုက်တာယုံလေးဒုတိယဖိုက်တာယုံလေးအဲ့တော့ဒုတိယဖိုက်တာယုံလေးတော့အုပ်စုကိုကျွန်တော်ပြောတာမယုံရင်ဂလူးဂလူးမှာရိုက်ရှာကြည့်လိုက်အဲ့ကောင်နေသရားဘေးကဟိုချောင်းစုံထိတ်ကနေဝါတော့တဲ့ကနေတက်ပြေးသွားပြီးအဲ့ပြောင်းခင်းထဲမှာမှောက်နေတာတော့မင်းတို့ငါပြောပြမယ်နော်ထိုင်းဘက်ကထိုင်းရဲကအရင်တိပြီးဖမ်းတာမဟုတ်ဘူးအဲ့ဒီမှာတောင်ရလုံးတဲ့ကောင်တွေကဒီကောင်တွေပြေးတက်လာလို့မှောက်ခိုင်းတာပြီးတော့မှတောင်ရလုံးတဲ့သူ၄ယောက်ကဖမ်းထားတာဒီကောင်တွေရောက်30ကျော်ဖက်ပြေးတာ တောင်ဦးကြီးများဖမ်းလိုက် ထိုင်းတောင်သူဦးကြီးများဖမ်းတာဘုံမှာဖိုက်တာရုံလေးတို့အုပ်စုပြောပြတာပါပြောပြတာမင်းတို့အဲ့လိုမျိုးတွေဟာဖြစ်နိုင် ဒုတက်ချက်ကြီးဖိုက်တာယုံလေး အော်ဘောမတွေမင်းတို့ကျူလာထမိန်အောက်ကတွေမင်းတို့ရှောက်ဟောင်းမနေနဲ့မင်းတို့ဟုတ်တာလည်းမဟုတ်မင်းတို့အေးဘောကမင်းတို့ဟိုမင်းတို့အလုပ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ပေါ်တာမဆွဲခံရရေးတို့ရေး